ဒီနေ့မှာတော့ mobile ကြက်ထဲမှာကျွန်တော်တို့ hero တစ်ကြီးထွက်ကြည့်လာပြီဆိုတော့ဘယ်လိုတိပြကြရလားဗျာမတိသေးဘူးဆိုတော့ဗီဒီယိုလေးကိုဒါအဆုံးကြည့်လိုက်တော့ဗျာသူ့ရဲ့ skill fat တွေဘယ်လောက်လှလဲဆိုတော့ခေါင်းကြီးတို့တစ်ချက်ရှိုးလိုက်တော့ဗျာဒီကောင်ကင်နဲ့တကယ်ကျန်းတယ်လို့တော့ပြောလို့ရတယ်ဗျာအခုဘယ်လိုဗီဒီယိုလေးကိုချက်ရှိုးလိုက်တော့ဗျာဘယ်လောက်ထိကျန်းလဲဆိုတာကတော့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ OK Gaming YouTube Channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါရဗျာဘယ်လိုဒီနေ့ကျွန်တော်ပြောပြပြီးတော့မှာတော့ကျွန်တော်ရဲ့အခုလက်ရှိအပန်းစာပါမှာ hero တစ်ကြီးထွက်ရှိလာတဲ့အကြောင်းကိုကျွန်တော်လာပြောပြတော့ပဲဖြစ်ပါတယ်ဗျာဗီဒီယိုလေးမစခင်မှာလည်းကျွန်တော်အကောင့်လေးကို subscribe လေးနှိပ်ပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာဒီနေ့ကျွန်တော်ဘယ်လိုပြောပြပြီးတော့မလဲဆိုတော့ဒီမှာကျွန်တော်ကွန်ပျူတာကမ်းမှာကျွန်တော်ပြတောင်းမှာပဲဖြစ်ပါတယ်ဗျာဒီနေ့ကတော့ကျွန်တော်ကskill fat လေးလာပြပဲဖြစ်ပါတယ်ဗျာဒီကောင်ကိုဘရာတို့assistant တကယ်ကျန်းနေမှာကျွန်တော် skill 1နဲ့ skill 2 AD ဒါပေမဲ့ကျွန်တော်တိတ်တော့မတုံးတတ်ဘူးဗျာဒါပေမဲ့ဘရာတို့ skill 1နဲ့ skill 2 AD ကိုဘယ်လိုတောင်းရလဲဆိုတာကိုလည်းကျွန်တော်မသိဘူးဗျာဒါပေမဲ့ skill 1နဲ့ skill 2တွေဘယ်လို skill ဖတ်တွေထွက်လဲဆိုတာကျွန်တော်အခုပြပေးတော့မှာဖြစ်ပါတယ်ဗျာဗီဒီယိုလေးကိုဒါအဆုံးကြည့်လိုက်တော့ဗျာသူကကျတော့skill 1ကျတော့မှတော့ swat ဆိုမီးရထွက်ခဲ့ရဒါပေမဲ့ကျွန်တော်အခုအပြည့်စုံပြပေးတော့မှာဖြစ်ပါခင်ဗျာခဏလေးကျွန်တော်ကိုစောင့်ပေးပါဗျာကျွန်တော်ပတ်စံလေးပါလေးဖြီးလိုက်အောင်မယ်11လေးပါလေး item လေးပါလေးဖြီးလိုက်အောင်မယ်ဗျာကျွန်တော်ဘေးနားလေးကအတန်လေးပါလေးနားလေးပါညီးနေကျွန်တော်ခွန်းတော့ပါဗျာကျွန်တော်ဘေးနားလေးမှာနည်းနည်းနားညီးနေတော့ကျွန်တော်လည်းတောင်းပန်ပါတယ်အနည်းညွတ်တောင်းပန်ပါဗျာနည်းနည်းအဲ့ဒါလေးတီးခံပေးကြပါလို့တောင်းပန်ပါတယ်အခုကျွန်တော်ပြပေးမယ်နော်ခဏလေးဘေးနားလေးကနည်းနည်းနားညီးနေကွာ 2S skill 1နဲ့2တွေကိုကျွန်တော်ဟိုတုံးပြတော့မှာဖြစ်ပါတယ်ဗျာ 2S skill 1ကျတော့သူကကျတော့ fast ဆိုဖြတ်ပြီးမှဘယ်လာလို့မျိုးမီးရထွက်ခဲ့ကြည့်လိုက်သူက skill 1နဲ့2တွေကသူကကျတော့တုံးတန်းရင်ပို့ပြီးတော့အဆင်ပြေရဗျာကျွန်တော်တိတ်မတုံးတတ်ဘူးဗျာဒါပေမဲ့ကျွန်တော်ဒီဘက်ကဘောတစ်ကောင်လေးနဲ့စမ်းကြည့်လိုက်မယ်ကွာဘယ်လိုတုံးရလဲဆိုကျွန်တော်စက်တိုက်တုံးပြမယ်သူကတော်တော်လေးတော့မိုက်တယ်လို့ပြောလို့ရရင်နော်တော်တော်လေးကောတယ်သူရဲ့ skill 1နဲ့2တွေ AD ကတော့နဲ့2တကယ်ကျန်းနေမြသူကကျတော့hero ကကျတော့ assassin ထွက်တာကျတော့ဒီကျွန်တော်လက်ရှိအပန်းစာပါမှာထွက်နေရဖြစ်ပါတယ်ဗျလက်ရှိအပန်းစာပါမှာကျတော့လွန်ခဲ့တဲ့2ရက်ကထွက်တာပဲဖြစ်ပါတယ်ဗျဘရာတို့မတိမှဆိုလို့လာပြောပြတော့ပဲဖြစ်ပါတယ်ဗျသူရဲ့ skill 2ကကျတော့နှစ်ခေါက်တော့ဖုတ်ဆိုနှစ်ခေါက်တော့ဒါပေမဲ့သူရဲ့ skill 2ကိုတုံးတန်းရင်တော့၄ခေါက်တောင်တော့4ခေါက်တောင်မှတော့ကျွန်တော်မတုံးတတ်လို့အဲ့ဘယ်လိုတောင်းရလဲမသိကျွန်တော်တော့အောက်ကအတုံးလေးတွေ့တာအောက်ကအတုံးလေးပြီးရင် damage ပို့ထွက်တယ်ကျွန်တော်အခုဒီမှာရင်းနီရောဘောနဲ့ကျွန်တော်စမ်းကြည့်လိုက်မယ်ဒီမှာတော့ချက်ပြပေးမယ်နော်ကျွန်တော် skill 1တုံးပြမယ်skill 1ကတော်တော်လေးမိုက်တယ် skill 2ကနှစ်ခါရွှေ့လိုက်ကြ skill 2ဘယ်လိုရွှေ့ရမလဲ skill 2ကနှစ်ခါတော့သူဘယ်လိုအတုံးလေးပြည့်နေလဲသူနှစ်ခါတော့တယ်တော့ AD ကတော့ဘာလုပ်လဲမသိဘူးAD ဖွင့်ပြီးသွားရင်သူပြန်ရိုက်တဲ့ရင်တကယ်ကောင်းတယ်ဘယ်လိုရိုက်မှမသိဘူးဟောတို့လားဖုန်းလေးလေဝင်တို့လားတခါကျရင်ပေါက်ခွဲအောင်လားကွာကျွန်တော်စမ်းပြမယ်ကြည့်တာသူကျန်းတော့ကျန်းနေတော့တွေးတက်လည်းကျန်းနေ damage ကြီးလည်းရှေ့ကောကြည့်လိုက်သူ skill 1ကတကယ် damage ထိရဗျာသူ skill 2ကနှစ်ခါတော့ကျန် skill 1နဲ့ဖုတ်ဆို short တို့လားဒါပြန်ရင်သူ့ရဲ့ AD ကဘာကြီးလဲမသိဘူးလားအတောင်မှန်ဖွင့်ပြီးတော့အိုးမိုက်တယ်များညလားအော်တို့လားသူ့ရဲ့ skill တွေကိုကျွန်တော်မမှတ်မိလို့သူကတုံးတန်းရင်တကယ် damage ထွက်တယ်များကိုကြီးရှေ့ချိုးလိုက်သူကကျတော့တွေးတက်တဲ့ item ဆိုင်ပူပြီးတော့မိုက်တယ်ဗျဘာလို့လဲဆိုတော့ဒီကောင်ကကျတော့စပင်းတွေဇက်တိုက်တုံးနေကြဆိုတော့တွေးရရှေ့တက်မှာဒါပေမဲ့ဒီကောင်ကိုထိန်းလို့ရတဲ့ကောင်ကတော့တော်တယ်တူတော့ကင်တဲ့ဒီကောင်ကင်နေရင်တော့တော်တော်ကျန်းတယ်ဗျာတို့ပွဲမှာဘန်းရမှာဘာလို့လဲဆိုတော့တော်တော်လေးဒီကောင်တော်တော်လေးကျန်းတယ်လို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုတော့ဒီကောင်ကျန်းတဲ့ဆင်းတွေမှာတော်တော်ပါသွားပြီဒီကောင်သူ့ရဲ့ skill 1နဲ့2တွေကတကယ်ကောင်းမတုံးတက်တဲ့ကောင်ပြီးခဲ့ခံလိုက်ဒါတီချာဘောက်ကိုကျန်းတယ်ဒီကောင်hyper assassin hyper လည်းဆိုလို့ရတယ်တော့ EB လည်းဆိုလို့ရတယ်ဆော့တာတော့ hyper ဆိုတာပူပြီးမှအဆင်ပြေရဘာလို့လဲဆိုတော့ဒီကောင်ဘတ်စာတာစောင်းမြန်တယ်လို့ပြောတယ်သူက skill 1ဆောင်း1 damage ထွက်တယ်ကြည့်လိုက်သူ skill 1ကလည်းသူကစက္ကန့်လေးကလည်း3စက္ကန့်တော့မရှိဘူး2စက္ကန့်လားမသိဘူးကြည့်လိုက်ပါ2စက္ကန့်မှတွေ့လားအဲ2စက္ကန့်အတွင်းကိုသူကကြောင်းဖြောင်းဒီကောင်ကထွက်တာတော့တိတ်တော့မကြသေးဘူးဗျကျွန်တော်တို့ရဲ့အခုလက်ရှိအပန်းစာပါကနေရိုးစာပါကိုပြောင်းမှုကကျတော့သူက15ရက်လောက်တော့လူကြီးရဲ့အဲ့လောက်တော့လူကြီးရဲ့လောစေတော့အပန်းစာပါပဲထွက်တည်တယ်အဲ့ဒီရဲ့လက်ရှိကျွန်တော်စာပါရိုးမှာတော့မထွက်ထားသေးဘူးဗျဒီဘက်မှာ event တွေလည်းထွက်တော့မှာပဲဖြစ်ပါတယ်ဗျအဲ့ဒါတော့ကျွန်တော်နောက်ဗီဒီယိုမှာပြပေးတော့မှာပဲဖြစ်ပါတယ်ဗျစတားလိုက်ရလဲ hero skin အနည်းထွက်သွားပြီဖြစ်ပါတယ်ဗျအဲ့ဒါကျွန်တော်နောက်ဗီဒီယိုမှာပြပေးပါမယ်ဗျလောစေတော့ဒီ hero 1ကိုသူကကျတော့ဒီကောင်ကကင်ရရင်တော့တော်တော်လေးကျန်းမယ်လို့ပြောလို့ရတယ်ဗျအဲ့လိုဆိုတော့ skill တွေ1နဲ့2 AD ကကျွန်တော်တကယ်တိတ်မတုံးတတ်လို့ဗျဘရာတို့အပန်းစာပါမှာဝင်ပြီးမှဒီ hero ကန်ကြည့်လိုက်တကယ်ကင်လို့ကောင်းတယ်ဆောင်း damage ရထွက်တယ်ကျွန်တော်တကယ်လည်းကြိုက်တယ်ဒီ hero တွေ့တာ skill 1နဲ့2 AD ကကျွန်တော်မတုံးတတ်လို့မြတုံးတတ်တကယ်ကဘလို့သူကကျတော့ skill 1နဲ့ AD နဲ့ပေါင်း300ည1နဲ့ AD နဲ့ပေါင်းလို့ skill 2နဲ့ skill 2ကလဲခဲ့ရကြည့်တာမိုးဘော်တွေပါတက်ကောင်တွေ့တာ damage ရ share ကိတ်တာတွေ့တာဖောက်တွေ့တာ damage ရ share ကိုတာလို့ကြိုက်တယ်တကယ်ကြိုက်တယ်
ဒီဟီးရိုးတကယ်ကြိုက်တယ်ဥပရာတို့ကျွန်တော်ဒါလေးလာပြောပြရပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ဗီဒီယိုလည်းအဆုံးထိကြည့်ပြတဲ့လူတွေလည်းအားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ်ဗျာဒီရဲ့ဟီးရိုးကမကြာမီထွက်ပေါ်လာတော့မှာဖြစ်ပါတယ်ဗျာဒါကကျွန်တော်တို့လောတဲ့လက်ရှိအပန်းစားပါမှာထွက်ပေါ်နေရမှာဖြစ်ပါတယ်ဗျာသူရဲ့ skill effect တွေကဘယ်လောက်ထိလှလဲဆိုတော့ဘရာတို့တီရှာကြည့်လိုက်ဗျာတော်တော်လေးဂေါ်တယ်လို့တော့ပြောလို့ရတယ်ဗျာနော်တော်တော်လေးမိုက်တယ်ကြည့်လိုက်တော်တော်လေးလှတယ်တွေ့လားဆောင်းရမိုက်တယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ